အားလုံးပဲမင်္ဂလာပါရှင်အခုမင်းမင်းထုတ်ပြမှာဒီကောင်းပတ်လေးပဲဖြစ်ပါတယ်နော်ဒီကောင်းပတ်လေးကိုထိုးဖို့လိုအပ်တဲ့ချီကိုပြပေးမယ်နော်ချီထိုးဖို့ကောင်းပတ်ထိုးဖို့လိုအပ်တဲ့ချီကတော့ make cotton 4 blind ပဲဖြစ်ပါတယ်နော်ဒီအမဲပတ်ကိုအသုံးပြုထားတယ်ဒါလည်းအမဲပတ်4 blind ပဲနော်ပြီးလို့ရှိရင်အနံပါတ်က 0.3.0 mm ဖြစ်ပါတယ်နော်ပြီးလို့ချီတိုင်းဖို့အဲ့ရဲ့ချီညက်ဖို့ကတ်ကြီးရဲ့ဒီပစ္စည်းတွေရတယ်နော်အဲ့ဆိုရင်ကောင်းပတ်စထိုးလို့ရပါပြီနော်ကောင်းပတ်လေးစထိုးပါတော့မရှင်အရင်ဦးစားချီကိုကင်မယ်ပြီးရင်အကကိုစင်ပြေတယ်လို့ကင်မယ်ပြီးလို့ရှိရင်ချီကိုဝိုင်းမယ်စလင်းနောက်လေးလောက်လိုက်မယ်နော်ပြီးလို့ရှိရင်ချိန်10ခါထိုးမယ်တဲ့နေ့ပါလေးငါချိန်ကိုအရင်ကြီးမကြက်စေပဲဒီလိုပေါ့ပေါ့လေးထိုးမယ်နော်ငါ6ခွန်8ကို30ပြီးလို့ရှိရင်တိုင်တိုထိုးမှဖြစ်တဲ့အတွက်ချိန်တစ်ခါပြန်တက်မယ်ချိန်တစ်ခါနဲ့တိုင်တိုရဲ့အရွယ်ကညီမျှတဲ့အတွက်ပေါ့နော်ချိန်တစ်ခါတက်မယ်ပြီးရင်ချိန်တက်ထားတဲ့ချိန်ကိုကြောက်မယ်သူရဲ့ဘေးနားကချိန်ကိုတိုင်တိုထိုးမယ်နော်စုစုပေါင်းတိုင်တိုအလောက်30တိုင်ပြည့်ရမယ်နော်တိုင်တိုတဲ့ထိုးရင်းနဲ့ရည်သွားမယ်နော်တိုင်တွေရောက်ပါမှာဆိုလို့လေနှစ်တော့လေးငါအဆောင်သေးထိုးလိုက်မယ်နော်ဒီထိုးနည်းကအခြေခံသမားအတွက်လည်းအရန်ကိုအဆင်ပြေရနော်ဘာလို့လဲဆိုတော့တောင်းပြထားတဲ့နေကတိုင်တုံနဲ့ဖုတ်မီ2မျိုးပဲဖြစ်တယ်နော်တိုင်တုံနဲ့ဖုတ်မီ2မျိုးပဲတောင်းထားတာလဲအရန်ကိုလှတဲ့ကောင်းပတ်လေးဖြစ်မှာနော်အရန်ကိုလှနော်မင်းအရန်ကြိုက်ကို30ဒီလိုပုံစံရလာမယ်နော်ပြီးရင်ချိုင်းတစ်ခါထိုးမယ်ပြီးရင်ဒီလိုလှည့်မယ်ဒီလိုလှည့်မယ်နော်ဒီအပတ်ကိုတိုင်တိုထိုးမယ်နော်တိုင်တိုတဲ့ပြီးလို့ဆိုရင်ဒီအပတ်သူ့ရဲ့ဘေးနာအပတ်လည်းတိုင်တိုထိုးမယ်နဲ့တော့လေးချာထိုးရတဲ့တခါလေးရည်သွားမယ်နော်ချီရောက်မှာဆိုလို့ခွန်ရှစ်ကိုဒီအပေါက်နော်အတိကဒီအပေါက်ကိုမကြော်စင်နဲ့နော်ဒါကြောင့်မလို့ချီယူခိုင်းတော့နော်ချီကိုထိုးရင်းနဲ့တခါလေးရည်သွားမယ်30ဒီလိုပုံစံရလာမယ်နော်ဒါကိုတိုင်တို2တန်းထိုးထားတဲ့အခြေအနေမှာနော်ပြီးလို့ရှိရင်ချိန်တစ်ခါတက်မယ်ဘယ်နာအပေါက်ဒီအပေါက်နော်ဒီအပေါက်ကိုတိုင်တိုထိုးမယ်ထိုးရင်းနဲ့တခါလေးရည်သွားမယ်နော်တဲ့နဲ့တော့လေးငါခနဲ့ရှစ်ကိုစေပြီးစီရင်ချိန်တစ်ခါတန်မယ်ပြီးရင်တိုင်တိုထိုးမယ်ဒီပုံစံအတိုင်းကိုယ့်ရဲ့ခေါင်းကိုတိုင်းပြီးတော့လေကိုလိုချင်တဲ့အရှိကိုထိုးလာမယ်နော်ကိုယ့်ရဲ့ခေါင်းကိုတိုင်းပြီးတော့လေကိုလိုချင်တဲ့အရှိကိုထိုးလာမယ်ဘလောက်ရဲလို့မပြောဘူးနော်ကိုလိုချင်တဲ့အရှိကိုထိုးလာမယ်ထိုးရင်းနဲ့တခါတည်းရည်သွားမယ်နော်တိုင်အလုံး30တိုင်ပြည့်ရမယ်နော်ပြီးရင်ချိန်တစ်ခါတက်မယ်ဒီလိုပုံစံနဲ့ကိုအရှိထိုးလာမယ်နော်ပြီးရင်ပြန်ဆောင်ကြရအောင်ထိုးလာတာဒီလောက်အရှိထိရှိပြီနော်ဒါကိုတိုင်းကြည့်မယ်30လက်မရှိပြီနော်ဒီလောက်ဆိုမင်းတော်ပြီနော်အဲ့ဒါကိုချီကိုပြန်ကြက်မယ်နော်
တာကိုချိန်တစ်ခါတိုက်မယ်ပြီးလို့ရှိရင်ဒီအပေါက်မဟုတ်နော်ဒီအပေါက်ကိုကြော်မယ်သူ့ရဲ့ဘေးနာကအပေါက်ကိုချိန်တစ်ခါထိုးမယ်တပတ်ကိုကြော်မှာဖြစ်တဲ့အတွက်ဒီမှာရှိတဲ့ချိန်အရေးအတွက်ကတိုင်တိုးအရေးအတွက်က6တိုင်ပဲရှိတော့မယ်နော်နှစ်တော့လေးငါ6ခွန်ရှစ်ကိုတိုင်တိုရတက်က6တိုင်ပဲရှိတော့မယ်နော်ပြီးရင်နောက်ထပ်ချိန်တစ်ခါတက်မယ်ချီကိုလှည့်လိုက်မယ်ဒီအပေါက်ကိုမထိုးဘူးဒီအပေါက်ကိုကြော်မယ်ဒီဘိန်းနာအပေါက်ကိုပဲထိုးမယ်အဲ့ဆိုရင်ခုနက6တိုင်ထိုးတာနော်အခုဒီအပေါက်ကိုကြော်မှာဖြစ်တဲ့အတွက်တတိုင်ရောက်သွားမယ်တတိုင်ရောက်သွားမယ်ဆိုရင်10တိုင်ပဲကျန်တော့မယ်နော်တေနေတော့လေးငါ6ခွန်ရှစ်တိုင်းပဲရှိတော့မယ်နော်အဲ့ဒါကိုချိန်တစ်ခါတက်မယ်ပြီးရင်ဒီအပေါက်ကိုကြော်မယ်ဒီအပေါက်ကိုထိုးမယ်ဒါကိုခုနှစ်တိုင်းပဲကျန်တော့မယ်နော်ဒီပုံစံအတိုင်းထိုးလာမယ်နော်ထိုးလာမယ်အတိုင်းကိုရော့သွားမယ်တတိုင်းကျန်တဲ့အထိထိုးလာမယ်နော်အဲ့ချိန်ကျမှပြန်ဆောင်ကြမယ်နော်ထိုးလာမယ်နော်ချိန်တစ်ခါတက်မယ်ဒီအပေါက်ကိုကြော်မယ်ဒီအပေါက်ကျန်နေဆိုတော့တိုင်းတို့တတိုင်းရပြီနော်ဒီလိုပုံစံအတိုင်းရလာမယ်နော်အဲ့ဒါကိုကြိုးထိုးမယ်နော်ကြိုးကချိန်နဲ့ပဲထိုးသွားမယ်ဆိုတော့ကိုစိတ်ကြိုက်ချိန်အရေးအတွက်နဲ့ထိုးလို့ရတယ်နော်မင်းကြတော့နည်းနည်းရှည်ရှည်လေးလိုချင်တဲ့အတွက်ချိန်ကိုရှည်ရှည်လေးထိုးလိုက်ရနော်ချိန်အရေးအတွက်က60ထိထိုးထားပါတယ်ကိုမရီချင်းလဲရနော်ကိုရဲ့စိတ်ကြိုက်ချိန်အရှိပေါ်မူတည်ပြီးတော့ကိုထိုးထားလို့ရနော်ကိုလိုချင်တဲ့အရှိရပြီဆိုရင်ခြီကိုဖြတ်ထားမယ်နော်မင်းကြတော့ခြီကိုအရှိကြီးဖြတ်ထားပါတယ်ပြီးလို့ရှိရင်ဒီဘက်ကိုထိုးမယ်နော်ဒီဘက်ကိုထိုးဖို့ဒီအပခိုက်ဆောင်ချိန်အပကိုခြီတွင်းယူမယ်နော်အရင်ဥစားခြီကိုင်းလေးကိုင်းထားမယ်ပြီးလို့ရှိရင်အကိုဒီထိုက်ဆောင်ချိန်ပေါ်ကိုအထက်မယ်ပြီးရင်ခြီကျိုးကိုဆွဲယူလာမယ်နော်ဒီပုံစံတိုင်းရပြီဆိုရင်ချိန်တစ်ခါတက်မယ်ပြီးရင်ဒီအပကိုပဲတိုင်းတိုးတိုင်းထုံးမယ်နော်ဒီမှာပိုနေတဲ့ခြီကိုလေပိုနေတဲ့ခြီကိုတစ်ခါတည်းတိုင်းထားမယ်တစ်ခါတည်းခြီထိုးရင်းနဲ့တိုင်းလိုက်မယ်ဒီနေရာမှာအလုံး10တိုင်းရှိမယ်နော်10တိုင်းထိုးထားမယ်နော်တိုင်းရပြီတဲ့နေတော့လေးငါ6ခေါရှစ်ကို10တိုင်းရပြီနော်10တိုင်းရပြီဆိုရင်ချိန်တစ်ခါတက်မယ်ချိန်တစ်ခါတက်မယ်ဒီပုံစံအတိုင်းနော်တတိုင်းရော့သွားမယ်နော်တတိုင်းရော့သွားမယ်ဆိုရင်သူ့ရဲ့အောက်ကဒီအပေါက်ကိုမထိုးဘူးတပေါက်ကြော်မယ်ပြီးရင်ပင်နာအပေါက်ကိုတိုင်းတို့ဆက်ထိုးမယ်နော်အဲဆိုရင်9တိုင်းပဲကျန်တော့မယ်နော်နေတော့လေးငါ6ခွန်ရှစ်ကိုရမယ်နော်ပြီးလို့ဆိုရင်ချိန်တစ်ခါတက်မယ်ချိန်တစ်ခါတက်ပြီးရင်ဒီအပေါက်ကိုကြော်မယ်ပြီးရင်ပင်နာအပေါက်ထိုးမယ်တပေါက်ကြော်ထိုးမယ်နော်ခုနကတော့ထိုးတာ9တိုင်ဆိုတော့အခုထိုးမှာကတတိုင်ရောက်သွားမယ်ဆိုတော့10တိုင်ပဲကျန်တော့မယ်နော်တတိုင်ရတဲ့ထိထိုးလာမယ်နော်ထိုးလာမယ်နော်တိုင်ကိုရော့လာမယ်နော်
ဒီမှာတတိုင်းပဲကျန်တော့မယ်ဒီတတိုင်းကျန်တာကိုချိန်ထိုးမယ်ကျိုးလောက်ဖို့ချိန်ထိုးမယ်နော်ကိုရဲ့စိတ်ကြိုက်ချိန်ထိုးထားမယ်နော်ကောင်းဘက်ကဒီလိုပုံစံရှိနေရမယ်နော်ဒီလိုပုံစံလေးနော်ဒါမပြီးသေးဘူးနော်ဆက်ကြည့်မယ်နော်အခုကိုစိတ်ကြိုက်ကျိုးအရှိထိုးထားမယ်နော်ဒီချိန်လေးထိုးထားပြီနော်အရှိထိထိုးထားပြီးဆိုရင်ဟိုဖြတ်လိုက်မယ်နော်ဖြတ်လိုက်ပြီးဆိုရင်ဒီလိုပုံစံလေးလုပ်မယ်နော်ဒါဘာမဟုတ်ဘူးဒါအလှတက်ရုံပဲနော်ကိုမကြိုက်ရင်ကိုမထည့်လဲရပါတယ်ဒီလိုလောင်းလောင်းလေးဒီအမွှေးလေးထည့်မယ်နော်ဒါကိုထည့်ဖို့တော့ချီကိုစိတ်ကြိုက်လက်နဲ့ပတ်လိုက်မယ်နော်ကိုစိတ်ကြိုက်အရွယ်ရောက်တဲ့ထိပ်ပေါ့နော်ဒီလောက်အနေထားဆိုစင်ပြေပြီးစရင်ချီကိုဖြတ်လိုက်မယ်ဖြတ်ပြီးလို့ဆိုရင်ဒါကိုဒီချီကိုပြန်ချီဖို့နောက်ထပ်ချီနည်းနည်းရှည်ရှည်လေးထပ်ဖြတ်လိုက်မယ်နော်ဒီမှာဖြတ်ထားတဲ့ချီကိုအထက်တွင်းမယ်ဒါကိုချီမှာနော်ဒီလိုတွင်းဒီလိုယူလဲရတယ်နော်ဒါကိုချီမယ်နော်ဒီအလဲကိုချီထားမယ်ပြီးလို့ရှိရင်ချီကိုဒီလိုလောက်ထားမယ်ဒီအလဲကိုပြန်ချီမယ်နော်ဒီအလဲကိုတင်းတင်းလေးပတ်ပြီးတော့ချီလိုက်မယ်နော်တင်းတင်းလေးပတ်ပြီးတော့ချီလိုက်မယ်ပြီးလို့ရှိရင်ဒီကျိုးနှစ်ဆကိုကိုင်းထားမယ်နော်ဒီကျိုးနှစ်ဆကိုကိုင်းထားမယ်ပြီးရင်ဒီချီကိုဖြတ်ပါမယ်အလဲဖြတ်မယ်နော်ဒီလိုပုံစံလေးရလာမယ်ဆိုရင်ဒီလိုဝိုင်းဝိုင်းလေးဖြစ်ဖို့ချီကိုညီညီလေးညှက်မယ်နော်ဒီမညီတဲ့ချီကိုညှက်လိုက်မယ်ဒီကျိုးစားကိုကင်ထားမယ်နော်။ဘာဖြစ်လို့လဲဆိုတော့ဒီကျိုးစားကခုနအဲ့ဒီကျိုးနဲ့ဒီကျိုးရဲ့ကျိုးစားနဲ့ပြန်ချုပ်မှဖြစ်တဲ့တော့ပေါ့နော်။ဒီပုံနေတဲ့ချီကိုအလုံးပြညှက်ကြည့်မယ်။ဝိုင်းဝိုင်းလေးရအောင်ညှက်မယ်နော်။ရပြီဆိုရင်ဒီကျိုးကိုဒီချီနဲ့တွိုက်ချုပ်မယ်နော်ဒီချီကိုချုပ်ဖို့တော့ဒီမှာခုနကချီထားတဲ့ကျိုးရဲ့ဒီအထဲကိုအပ်ထုတ်ထည့်မယ်နော်ဒီမှာအပ်ထုတ်ထည့်မယ်ပြီးရင်ဒီချီယူလာမယ်ဒီချီယူလာမယ်နော်ဒီမှာခု
ခုနတော့ကမမင်ပေးကင်ထားတဲ့ချိန်နဲ့ဒီချီကျိုးနှစ်ခုကိုချီထားမယ်နော်ချီလိုက်မယ်နော်ဒီချီကျိုးနှစ်ခုတင်းတင်းလေးချီမယ်နော်ပြတ်ဖက်တော့မှစမယ်မမင်လဲဟိုချီတိုက်ထိုးအတက်ကြီးမဟုတ်ကွယ်ဟိုဘယ်လိုပြောမလဲဆရာသမားတော့မဟုတ်ကွယ်အမှားပိုင်ရင်လည်းခွင့်လို့ပါနော်ဒီမှာကိုတတ်ထားတဲ့အရာနဲ့မတိသေးတဲ့သူတို့ပြန်ပြီးတော့မျှဝေတာပဲရှိပါတယ်နော်အားလုံးစင်ပြေမယ်လို့မျှော်လင့်ပါတယ်ကဲရပြီဆိုရင်ဒီပုံနေတဲ့ချီကိုဖြတ်မယ်နော်ဒီအဆုံးထိမဖြတ်ဘူးနည်းနည်းလေးခြံထားမယ်နော်ဒီလိုပုံစံလေးရလာမယ်နော်ဒီလိုပုံစံလေးရလာမယ်နောက်တစ်ယောက်နဲ့ချီဆက်မယ်နော်ဒီဘက်မှာဒီကျိုးစားကျန်တဲ့ဘက်ကိုလေကြိုက်တဲ့အပေါက်ဒီအပေါက်ကြိုက်တဲ့အပေါက်နဲ့ချီကိုအထိုးထည့်မယ်ပြီးရင်ချီစားကိုဆွဲယူလိုက်မယ်နော်ချီစားကိုဆွဲယူလာမယ်ပြီးရင်ချိန်5ခါတက်မယ်1 2 3 4 5ချိန်5ခါတက်ပြီးရင်ဒီအနောက်မှာကျန်နေတဲ့ကျိုးစားကိုတစ်ခါတည်းတိုးယူလာမယ်နော်ချိန်5ခါတက်ပြီးရင်ဒီအပေါက်ကိုရှက်ကောနဲ့ချိတ်ထားမယ်ရှက်ကောနဲ့ချိတ်မယ်နော်ပြီးလို့စီရင်တော့ထပ်ချိန်5ခါပြန်တက်မယ်သူ့ရဲ့ဘေးနာအပေါက်ကိုရှက်ကောနဲ့ချိတ်လိုက်မယ်နော်ချိန်5ခါရှက်ကောချိန်5ခါရှက်ကောချိန်5ခါရှက်ကောနဲ့ပတ်လဲထိုးလိုက်မယ်နော်ရှက်ကောနဲ့ချိန်မယ်ပြီးရင်1 2 3 4 5ပြီးရင်ဒီပတ်1 2 3 4 5ဒီကျိုးစားနော်ကျိုးစားနှစ်စားအလုံးတင်လိုက်မယ်နော်နဲ့ချီနေနေညိပါနော် sorry နော်ဒီကျိုးစားနှစ်စားအလုံးကိုတင်လိုက်မယ်ပြီးလို့ဆိုရင်ချိန်5ခါတက်မယ်ဒီပုံစံတိုင်းနော်ဒီပုံစံတိုင်းပတ်လဲအလုံးထိုးလာမယ်နော်ပတ်လဲအလုံးဒီနေရာရောက်တဲ့အထိထိုးလာမယ်နော်အစမ်းထိထိုးလာခဲ့ပြီနော်ပြီးလို့ဆိုရင်ပထမဆုံးစထိုးလာတဲ့နေရာကိုရှက်ကောင်းနဲ့ချိန်မယ်ရှက်ကောင်းနဲ့ချိန်မယ်နော်ပြီးလို့ဆိုရင်ချိန်တစ်ခါထိုးပြီးရင်ချီဖြတ်တော့မယ်အရန်လှနော်ဒီလိုပုံစံလေးပါကဲဒါဆိုရင်ဒီပုံနေတဲ့ချီစားကိုချုပ်မယ်နော်ချုပ်လို့ဆိုရင်ကိုယ်အဆင်ပြေတယ်လို့ချုပ်လို့ရပါတယ်ဒီကြားထဲကိုချုပ်လိုက်မယ်နော်အနီရောင်ဖြစ်တဲ့အတွက်အနီရောင်ရဲ့ကြားကိုပဲထည့်ထားလိုက်မယ်ပြီးလို့ရှိရင်ချီဖြစ်လိုက်မယ်နော်ပြီးလို့ရှိရင်ဒီမှာပုံနေတဲ့ချီစတွေကိုလည်းဖြစ်လိုက်မယ်ဘာဖြစ်လို့ဆိုချီကိုတစ်ခါတည်းတိုင်းလာတာဖြစ်တဲ့အတွက်နော်အဲဆိုရင်ကမ်းပတ်လေးပြီးပါပြီအရန်လှနော်ကိုစိတ်ကြိုက်အယောင်နဲ့ကိုစင်ပြေတဲ့အရွယ်အစားကိုထိုးလို့ရပါတယ်နော်အားလုံးပဲဘိုင်အဆုံးထိထိုးလာခဲ့ပြီနော်
ပြီးလို့ရှိရင်ပထမဆုံးစထိုးလာတဲ့နေရာကိုရှက်ကောင်းနဲ့ချိန်မယ်ရှက်ကောင်းနဲ့ချိန်မယ်နော်ပြီးလို့ရှိရင်ချိန်တစ်ခါထိုးပြီးရင်ခြေဖြတ်တော့မယ်အရင်လှနော်ဒီလိုပုံစံလေးပါကဲဒါဆိုရင်ဒီပုံနေတဲ့ခြေစကိုချုပ်မယ်နော်ချုပ်လို့ရှိရင်ကိုယ်အဆင်ပြေတယ်လို့ချုပ်လို့ရပါတယ်ဒီကြားလေးကိုချုပ်လိုက်မယ်နော်အနီရောင်ဖြစ်တဲ့အတွက်အနီရောင်ရဲ့ကြားကိုပဲထည့်ထားလိုက်မယ်ပြီးလို့ရှိရင်ခြေဖြတ်လိုက်မယ်နော်ပြီးလို့ရှိရင်ဒီမှာပုံနေတဲ့ခြေစတွေကိုလည်းဖြတ်လိုက်မယ်ဘာဖြစ်လို့ဆိုခြေကိုတစ်ခါတည်းတိုင်းလာတာဖြစ်တဲ့အတွက်နော်အဲဆိုရင်ကမ်းပတ်လေးပြီးပါပြီအရန်လှနော်ကိုစိတ်ကြိုက်အယောင်နဲ့ကိုစင်ပြေတဲ့အရွယ်အစားကိုထိုးလို့ရပါတယ်နော်အားလုံးပဲဘိုင်ဘိုင်ထိုးဖို့လိုအပ်တဲ့ချီကိုပြပေးမယ်နော်Thank you.